မင်္ဂလာပါဒီပါစားမလဲဆိုတော့ဗျာထုံးစံတိုင်းငပိကြိုးပါခင်ဗျာဒီတခါကြိုးထားတော့တကယ်ကို share ပဲပြစ်လေးကြိုးထားတယ်ဗျာတိုးစီယာကတင်မော်တီရွက်ဘောစကိုင်းရွက်ဒီရပြပေါ်လေဒါကရှဲယူရွက်ဒါကတငင်းလေးကြောပါခင်ဗျာဒါတော့ထုံးစံတိုင်းကျွန်တော်ရဲ့ဘာမဖြစ်တည့်သည်ဒီတည့်သည်ကကြတော့ဗာလဲဆိုတော့ဒေါ်ကျွဲကျွန်တော်ငယ်တော့စားရတဲ့ဒေါ်ကျွဲဒီကရမ်းရှူစားလို့ရမ်းကောင်းတယ်ကျွန်တော်ငယ်တော့ဒေါ်ကျွဲတို့တေးလေးတွေစားရတယ်ဗျာဘာတီးလေးလည်းမသိအဲ့ဒါစားရတယ်စိတ်နှလုံးဆိုမပေါ်သေးဘူးလေနေလားစားပါဦးဗျာရှယ်ပဲဗျာတော့ကျွဲတို့သုံးလုံးတစ်ထောင်လို့ပဲရောက်ကောင်းသည်အဲ့ဒါစားတယ်ခုကျမှဗရမ ्या ငမောက်တို့စိတ်တလုံးလို့ပေါ်တာလေကိုကျွတ်ရန်ကောင်းတယ်ရန်ကောင်းဒီလိုတကယ်ကောင်းတယ်လေ呀，多久？咋了呢？人家说呢，啊，谁就得买3秒多出。စားကောင်းမြန်ရေစားကောင်းအပြီးကျွာကောင်းလာတယ်စားလို့တကယ်ပါပြီးကျွာကောင်းလာတယ်ကျိုးတဲ့လူပေါ်မှာမူတည်တယ်လေကျိုးတဲ့လူကလည်းရုပ်ကရှော့ရှော့လေးဆိုတော့အဲ့တော့ပြီးကျွာပါစားကောင်းဒီနေ့အိမ်သားလူတွေတိုက်ဆိုင်နေအဲ့ဘဝင်းကျင်မှာဝင်းနေရဘေးတွေမှာတို့စရာလေးပေါက်ဒီနေ့ပဝင်းကျင်လူနဲ့လူပြီးတော့လူရတယ်
စားကောင်းနဲ့စားရတကားတော့မပြောနဲ့နော်ပြောဗျာကျွန်တော်တကယ်ချင်းဆိုပြရှိရတပီးကိုဝယ်တပီးကိုစီမွေးတက်ပြီးတော့မှဈေးထည့်ရတယ်ဈေးထည့်ပြီးတော့ကျက်သွန်မြူကျက်သွန်နီမြုပ်တီပြုတ်ပြီးတော့ထောင်းပြီးထည့်မယ်ထည့်ပြီးရင်အစွန်ကြောက်လည်းထည့်မယ်ပြီးရင်ချိုးမုတ်ထည့်တာမလို့เนาะဒီကောင်အရန်ကောင်းတယ်ပြီးရင်အတိုးမျိုးတွေနဲ့ညာကြီးလုပ်ပြီးတော့မိသားစုနဲ့ပဲဆက်စားမိတွေပေါင်းစုနဲ့ပဲဆက်စားရန်ကောင်းတယ်ဒီတစ်ခေါက်ကြာတွေ့ရတယ်တတ